ပဿနာရှုတဲ့ဆိုတာပါဠိစကားလုံးတွေအဘိဓမ္မာစကားလုံးတွေစိတ်စေတသိက်တရုပ်တွေရုပ်တရုပ်တွေကိုထွေထူးကြက်မှတ်ပြီးအဲ့ဒီအတိုင်းလိုက်ရှုရမှာမဟုတ်ပါဘူးလောလောဆယ်ဖြစ်နေတဲ့ကိုယ်အမှုရာရုပ်စိတ်အမှုရာနာမ်ကိုဖြစ်နေတဲ့အတိုင်းလေးရိုးရိုးရှင်းရှင်းရှုမှတ်ရပါမယ်ဥပမာကိုယ်အမှုအရာရုပ်အနေနဲ့တွားရင်တွားတယ်ရက်ရင်ရက်တယ်ထိုင်ရင်ထိုင်တယ်လျောင်းရင်လျောင်းတယ်ကိုယ်ရင်ကိုယ်တယ်ဆန့်ရင်ဆန့်တယ်လို့ရှုမှတ်ရပါမယ်ကိစ္စံတော်ဝါကိစ္စမီတိကဇာနာတိစသည်အဖြစ်မြတ်စွာဘုရားဓာတ်ရိုက်ဟောကြားထားတဲ့ရှုမှတ်နည်းပါပဲစိတ်အမှုရာနဲ့အနေနဲ့လိုချင်ရင်လိုချင်တယ်တတ်မှတ်ရင်တတ်မှတ်တယ်စိတ်ဆိုးရင်စိတ်ဆိုးတယ်တွေးရင်တွေးတယ်ပြင်းရင်ပြင်းတယ်လို့ရှုမှတ်ရပါမယ်တရားကံဝါစိတ်တံတရားကံစိတ်တန်တိပဇာနာတိစသည်အဖြစ်မြတ်စွာဘုရားဓာတ်ရိုက်ဟောကြားထားတဲ့ရှုမှတ်နည်းပါပဲနေ့စဉ်သုံးဆွဲနေကြအမြဲခေါ်ဝေါ်နေကြစကလုံးအတိုင်းရှုမှတ်ရပါမယ်စောင်းမုံထဲမှာပါတဲ့အလုတ်ဆိုတာအလုတ်မရွေးရှုမှတ်ရမယ်လို့ဆိုလိုပါတယ်တတိပဋ္ဌာန်ဝိပဿနာတရားဟာအလုတ်မရွေးရှုမှတ်လို့ရတဲ့တရားပါဒီအလုတ်လုံနေရလို့ဝိပဿနာမရှုနိုင်ဘူးဆိုတာမရှိစေရပါဘူးချက်ပြုတ်တဲ့စားတောက်တဲ့အလုတ်ရှော့ဖို့တဲ့ဝစ်စင်တဲ့အလုတ်ပြောဆိုတဲ့နားထောင်တဲ့အလုတ်ဈေးရောက်တဲ့ကားမောင်းတဲ့အလုတ်ဂိုင်းတွေတဲ့ထူးနှက်တဲ့အလုတ်ဘာအလုတ်ပဲလို့တတိထက်ပြီးလို့ရင်ဝိပဿနာဖြစ်ပါတယ်တတိထက်ဘုံကလည်းမခက်ပါဘူးဖြစ်တိုင်းဟန်ဆိုတဲ့အတိုင်းကိုလုံနေတဲ့အလုတ်ကိုလုံနေတဲ့အတိုင်းလေးမှတ်လိုက်တိလိုက်ဖို့ပါပဲဥပမာသမင်းလို့ဝါရင်ဝါတဲ့ရေတောက်ရင်တောက်တယ်လုံကြီးပြီးဝိရင်ဝစ်တယ်စသည်အဖြစ်ပေါ့နေရဆိုတာကနေရမရွေးရှုမှတ်ရမယ်လို့ဆိုလိုပါတယ်တတိပဋ္ဌာန်ဝိပဿနာတရားဟာနေရမရွေးရှုမှတ်လို့ရတဲ့တရားပါဘတ်စကားပေါ်မှာလမ်းဘေးပလက်ဖောင်းပေါ်မှာရုံးခန်းထဲမှာဈေးထဲမှာအခန်းပွဲပရိသတ်ထဲမှာဘယ်နေရာပဲဖြစ်ဖြစ်တတိထည့်ပြီးနေရင်ဝိပဿနာဖြစ်ပါတယ်ဝိပဿနာတရားဆိုတာဖျားခန်းလို့တင့်တယ်တဲ့နေရာမျိုးမှာရှုမှတ်လို့ရတာမဟုတ်ပါဘူးအင်းသားလို့မတင့်တယ်တဲ့ညစ်ပတ်နန်းစော်တဲ့နေရာမျိုးမှာလည်းရှုမှတ်လို့ရပါတယ်မြတ်စွာဘုရား